ဆိုင်အမှတ်၄ယခုဆိုင်ခွဲလေးရာဆိုရင်တော့ရှင်မော်တော်ဖျားနောက်ဖက်မုံရှင်စုပ်ပလမမှာတရှိရပဲဖြစ်ပါတယ်။ဆိုင်ဝင်ချင်းမှာတော့ဆိုလာများဓာတ်ဆီနဲ့ဒီဇယ်မီးစက်များဖက်စဦးများကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ဆိုင်အတွင်းပိုင်းမှာတော့အင်ဗာတာများဘက်ထရီအိုးများနှွေရတည်တက်မရှိမဖြစ်အာသင့်ပန်ကာများအက်ဆစ်ဘက်ထရီအိုးများဆိုင်ကနာရီများအင်ဗာတာနဲ့ပါဝါစတေရှင်များအမျိုးအစားစုံလင်နဲ့ဆိုလာအင်ဗာတာများပရိကာပေါက်များမီးကျိုးများမီးကြီးများအပြင်ဆိုလာစလိုက်များမီးဆိုင်များကိုလည်းအမျိုးအစားစုံလင်စွာရရှိနိုင်တဲ့အပြင်မီးဖို့ကြောင့်လုံးလေးစစ်ပစ္စည်းများကိုပါဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်ရရှိနိုင်တာတွေကတော့ဒွိုင်ယာများနဲ့စပယ်ညက်ဆက်များမီးဘူးများရှင်ရိုက်ဘတ်တန်များဓာတ်မီးများTVများဘလူးတူးပေါက်များအပြင်အိမ်သုံးရေခဲတစ်တာမျိုးစုံနဲ့ဆိုင်သုံးဖီဇာမျိုးစုံနဲ့ရှိုးကစ်များကိုပါဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ပြီးရင်တော့အာသင်အဲကိုလာများအဲကွန်များပန်ကာများကိုပါရရှိနိုင်မှာပဲဖြစ်ပါတယ်။ပြီးဖုန်းနဲ့အဆက်စရီမျိုးစုံကိုပါရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ယခုဆိုင်ခွဲမှာတော့ဘာပစ္စည်းလေးဝယ်ခဲ့ဘူးလဲဆိုတာကိုကွန်မန့်မှာဖြေခဲ့ပြကြပါအောင်နော်။